အခု Patricia နဲ့ it mint နဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ကိစ္စပေါ့နော်တချို့တွေကဘာပြောလဲဆိုတော့ Patricia ကလည်း it mint လုပ်တယ်ဆိုတာကိုပြောတော့လားတဲ့ဆိုတော့ okay ဆိုတော့ကျွန်တော်ဆက်ဆက်တွေးကြည့်မယ်ပေါ့နော်နံပါတ်1အချက် it mint ကသူ့ရဲ့ TikTok account မှာအခုဆိုလို့ရှိရင်တော့ကျွန်တော်လေစိတ်သွားနေပါပြီဘာသူ့ကိုလဲဆိုတော့မြန်မာနိုင်ငံကအရန်မိုက်တဲ့ model တယောက်ကိုသွားကြုံမှာဖြစ်ပါတယ်ဆိုပြီးတော့1ချက်တင်ထားတယ်ပေါ့နော် video file နှစ်ချက်ကကြတော့အဲ့ဒါတင်ပြီးတော့မှ Patricia နဲ့သူ့ရဲ့ကျောင်း video တစ်ပုတ်ထွက်လာတယ်ပေါ့နော်ကြော်ညာအကြောင်းကြော်ညာဗီဒီယိုတစ်ပုဒ်ထွက်လာတယ်၃အချက်အခုဖြစ်နေတဲ့ပြဿနာဒီit min ကိုရှင်းရှင်းပြောရင်မဒိန်းကောင်လို့အားလုံးဆွဆွဲနေကြတာပေါ့နော်အဲ့လိုဆွဆွဲနေတဲ့အချိန်မှာmotivation speaker influencer တယောက်အနေနဲ့ follower 3 million ရှိတယ် Facebook မှာလည်း follower 5သိန်းကျော်ရှိတဲ့လူတယောက်သူရဲ့ influencer live ကိုလွန်ခဲ့တဲ့3နှစ်4နှစ်လောက်တည်းကသူစ조사ဖန်တီးလာတဲ့ live ကိုမဒိန်းကောင်ဆိုတဲ့စကားကုံပုတ်တစ်ခုတည်းနဲ့ဂုံတိတ်ခါကြဆင်းအောင်လုပ်နေကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာထွက်ပြီးဖြည့်ရှင်းလိုက်တာအကောင်းဆုံးပဲရှင်းရှင်းပြောရရင်ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video call HD ဆိုပြီးတော့ထွက်တယ်ပေါ့နော်ထွက်တဲ့အချိန်မှာညတိတယ်ကျွန်တော်မနေ့ကျတော့ဖြည့်ရှင်းတယ်ပြီးသွားပြီဖြည့်ရှင်းလိုက်ပြီထပ်ပြီးဖြည့်ရှင်းစရာအကြောင်းမရှိတော့ဘူးအခုကသူ့ကိုပို့ပြီးစိုးသွမ်းတဲ့ဂုံပုတ်တစ်ခုကဘာလဲဆိုတော့မရင်းကောင်ဆိုပြီးတော့သူ့ကိုတတ်မှတ်နေတဲ့ဂုံပုတ်အဲ့ဒီဂုံပုတ်ကိုသူဖြည့်ရှင်းမှရမယ်မဖြည့်ရှင်းရင်ဒီကုံဘုတ်ကတော်တော်ဆိုးတယ်နော်ဒီကုံဘုတ်ကတော်တော်ဆိုးတယ်နော်သိလားအဲ့ဒီ rake လုပ်တယ်ဆိုရဲဂုံဘုတ်ကတော်တော်ဆိုးတယ်နော်တချို့တွေကပြောနေကြလို့Patricia က तू လို့ပြောလို့လားဆိုတော့ကျွန်တော်ပြပြမယ်ကျွန်တော်တို့အိမ်ခမားတို့အိမ်တွေကိုလာလေတဲ့ဧည့်သည်တယောက်ခမားနဲ့ပတ်သက်ပြီးတော့ तू ဟာပျောက်သွားခဲ့ရင်လိုက်ရင်ကျွန်တော်စီဝယ်လာပြီးတော့ဖြည့်ရှင်းရမှာလေအော်ဟုတ်ကဲ့ကျွန်တော်စီကိုလာသွားတယ်ကျွန်တော်ဘယ်နည်းကျွန်တော်ဘယ်နည်းရှိတော့ကျွန်တော်နဲ့တွေ့တယ်ထွက်ပြီးဖြည့်ရှင်းရမယ်မဖြည့်ရှင်းလဲဆိုရဲကွာ